ဒီဗီဒီယိုလေးကကြောက်ကျွန်တော်ဗီဒီယို editing ကိုစပြီးတော့လေးလာတဲ့အချိန်တော့ edit လုပ်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နောက်ထပ်9နှစ်လောက်ကြာတဲ့အခါမှာတော့ကျွန်တော်ဒီလိုမျိုးပုံစံနဲ့ edit လုပ်နိုင်ခဲ့ပါတယ်ဆိုတော့အားလုံးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ video editing နဲ့ပတ်သက်ပြီးတော့စောင်းရန်ရှောင်းရန်ကိစ္စလေးတွေကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်အဲ့တော့စလိုက်ရအောင်နံပါတ်1ကတော့အရန်မိုက်ရှင်တာပါဒီနောက်ပိုင်းရောက်လာတဲ့အခါမှာကျွန်တော်တို့ YouTube တို့ Instagram တို့ TikTok တို့အရန်ခစ်စားလာတယ်ဗျာအဲ့တော့အခုမှ video editing စပြီးတော့လေးလာတဲ့လူတွေကလည်းအဲ့ဒီ social media platform တွေကနေပြီးတော့အများဆုံး video editing နဲ့ပတ်သက်ပြီးတော့လေးလာကြတယ်အဲ့ဒီအချိန်မှာပေါ့နော် YouTube ပေါ်မှာ video editing တွေလုပ်ပြနေတဲ့ senior ဘဲတွေရှိလိမ့်မယ်ဗျာနိုင်ငံခြားဘဲရှိလိမ့်မယ်သူတို့တွေက video editing နဲ့ပတ်သက်ပြီးတော့အရန်ကြွတ်ထနေပြီအဲ့တော့သူတို့တွေကသူတို့ရဲ့ video တွေကိုအဆုံးထိကြည့်အောင်လို့ဆိုပြီးတော့ editing အလန်းစားအကျန်းစားကြီးတွေနဲ့လုပ်ပြလေးရှိကြတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံလူငယ်တွေတော်တော်များများသူတို့လိုပုံစံမျိုးတွေလိုက်ပြီးတော့လှုပ်ချင်ကြတယ်ပေါ့နော်ဒါပေမဲ့သူတို့နောက်ကွယ်မှာသူတို့ရဲ့ run တွေရဲ့အဖွဲ့အစည်းကိုသူတို့မသိကြဘူးပေါ့နော်မသိတဲ့အချိန်မှာသူတို့လို like လုပ်တယ်ဖြစ်မလာတဲ့အချိန်မှာစိတ်ဓာတ်တွေကျတယ်အဲ့ဒါကြောင့်မလို့ video editing ကိုစပြီးတော့လေးလာတဲ့လူတယောက်ပဲဖြစ်ဖြစ်အခုလေးလာနေစေလူတယောက်ပဲဖြစ်ဖြစ်ပေါ့နော်သူများရဲ့လှုပ်ထားတဲ့ video ကြီးတွေကိုအရင်အားကြပြီးတော့ like မလုပ်ချင်ပါနဲ့ဆက်စချင်းမှာအရင်မနိုင်ဝင်နေမထမ်းပါနဲ့ကိုတက်နိုင်တဲ့လောက်ပမာဏလေးနဲ့ပဲပုံမှန်လေးပဲသွားပါတနေ့နေ့ချိန်ချင်းညရင်ကိုအားကြတဲ့လူတယောက်လိုဖြစ်လာပါလိမ့်မယ်နံပါတ်2ကကျတော့ video editing နဲ့ပတ်သက်ပြီးတော့အကုန်လုပ်တတ်ချင်တာပါကျွန်တော်တို့ကအကုန်လုပ်တတ်ချင်လို့မရပါဘူးဒီနောက်ပိုင်းကျွန်တော် YouTube တွေပါကြည့်တဲ့အခါမှာသတိထားပြီးတော့ကြည့်ကြည့်ပါကျွန်တော်တို့ကြည့်နေတဲ့ YouTuber တွေပဲဖြစ်ဖြစ် video editor တွေပဲဖြစ်ဖြစ် editing နဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်နေတဲ့လူတွေပဲဖြစ်ဖြစ်သူတို့စီမှာသူတို့ရဲ့ကိုယ်ပိုင် style သူတို့ရဲ့ကိုယ်ပိုင် creation သူတို့ရဲ့ကိုယ်ပိုင် themes တွေကိုယ်စီရှိကြပါတယ်တကယ်လို့ကျွန်တော်တို့က YouTube channel 5ခုကိုကျွန်တော်တို့ကကြည့်ရဲဆိုရင်အဲ့ဒီ5ခုလုံးရဲ့ themes တွေအဲ့ဒီ5ခုလုံးရဲ့ editing technique ပုံစံမျိုးတွေကျွန်တော်တို့ကသွားပြီးတော့ကိုယ့်စီကိုအကုန်လာပြီးတော့ယူလိုက်လို့မရပါဘူးအဲ့ထဲကမှကိုကဘယ်ဟာကိုပို့ပြီးတော့ကြည့်ပြလဲကိုကဘယ်ဟာကိုအကြိုက်ဆုံးလဲအဲ့ဒီဟာကိုမှကိုယ့်ရဲ့ဒီအတွေးနဲ့ဘယ်လိုမျိုးပြန်ပေါင်းဆက်ပြီးပို့ပြီးကောင်းအောင်လုပ်ရမလဲစသဖြင့်ကျွန်တော်တို့တွေးရပါတယ်အဲ့တော့သူများကဒါလုပ်တက်လို့ဆိုပြီးတော့ကိုကဒါကြီးလိုက်လုပ်ချင်တာမျိုးသူများကဒါလုပ်နေလို့ကိုကဒါကြီးလိုက်လုပ်ချင်တာမျိုးအဲ့လိုမျိုးမဖြစ်ပါစေနဲ့ပေါ့နော်ဒီနောက်ပိုင်းမှာကျွန်တော်အဲ့ဒီပြဿနာကြီးတော်တော်များများတက်လာကြတာကိုတွေ့ရပါတယ်အဲ့အတွက်ကြောင့်မလို့နံပါတ်1အနေနဲ့အကုန်လုပ်တက်ချင်တဲ့စိတ်ကိုဖြောက်ပါကျွန်တော်နိုင်ငံခြားမှာဆိုရင်ရှိရဗျာ color grading ကိုစိတ်ဝင်စားတဲ့လူတွေက colorist တွေလို့ခေါ်တယ်ပေါ့နော်အဲ့ဒီ colorist တွေကကျတော့သူတို့ color ဘိုင်းကိုပဲဦးစားပေးပြီးသွားတယ်ဗျာသူတို့ video editing တွေပါအဲ့လောက်ထိမလုပ်ဘူးပြီးရင်သူတို့ VFX တွေပါမလုပ်ဘူး VFX artist ကလည်း VFX ကိုပဲသူတို့လုပ်ကြတယ်တခြားဒီ video editing နဲ့ပတ်သက်ပြီးတော့သူတို့တိတ်ပြီးတော့မလုပ်ဘူးပေါ့ဗျာအဲ့တော့သူတို့ရဲ့သက်ဆိုင်ရာ နယ်ပယ်ကိုသူတို့ဖတ်တာသူတို့တီးတန့်သွားကြတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်အခု video ကြည့်နေတဲ့မိတ်ဆွေကလည်းကိုယ့်ရဲ့ဒီသက်ဆိုင်ရာကိုဘယ်ဟာကိုစိတ်ဝင်စားလဲဆိုပြီးတော့ကိုစိတ်ဝင်စားတဲ့ line ကိုပဲတီးချလေးသွားပေါ့ဗျာဟို line တွေမရောပါနဲ့ကိုစိတ်ဝင်စားတဲ့ line ကိုပဲတီးချလေးတီးချသွားပြီးတော့ဒီဇိုင်းမှန်လုပ်ပါဟိုရောင်ဒီရောင်တွေဖြစ်ကုန်ပါလိမ့်မယ်အဲ့တော့ကြောင့်မလို့နံပါတ်2အနေနဲ့အကုန်လုံးတက်ချင်တဲ့စိတ်ပြီးသွားရင်ကိုယ့်ရဲ့ account ထဲမှာရှိနေတဲ့တငယ်ချင်းတွေပဲဖြစ်ဖြစ်တခြားလူတွေပဲဖြစ်ဖြစ်ပေါ့နော်သူတို့တခုဆိုရင်ကိုကအကုန်လုံးတက်ကြောင်ချပြခြင်းနဲ့စိတ်ကြီးပေါ့နော်အဲ့စိတ်ကိုလည်းဖျောက်ပါမကောင်းပါဘူးနော်ဒါစေနာနဲ့ပြောတာပါနံပါတ်3ကကျတော့ storytelling နဲ့ပတ်သက်ပြီးတော့မလေ့လာပါတကယ်တမ်းကကျတော့ကျွန်တော် editing တွေကျွတ်ထနေဖို့မလိုအပ်ပါဘူးကျွန်တော် storytelling ကောင်းပြီးတော့ editing ကလည်းရိုးရိုးရှင်းရှင်းလေးတွေဆိုရင်အရန်အဆင်ပြေပါတယ်နော် transition တွေအရန်မိုက်နေဖို့လည်းမလိုပါဘူးအဓိကကတော့ကျွန်တော်တို့ storytelling ကောင်းနေဖို့လိုအပ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် storytelling နဲ့ပတ်သက်ပြီးတော့လေ့လာပါ storytelling မှာဆိုရင်ကျွန်တော်တို့ setup ရှိမယ်ပြီးတော့ conflict ရှိမယ် resolution ရှိမယ်ဒါဆိုရင်ဒါ storytelling ရဲ့ basics ပဲသိလားအဲ့တော့ဒီ storytelling နဲ့ပတ်သက်ပြီးတော့တခြားလေးလေ့လာရုပ်ရှင်တွေများကြည့်ပါရုပ်ရှင်တွေကဘယ်လိုမျိုးတွေ edit လုပ်လဲပြီးတော့သူတို့တွေကဘယ်လိုမျိုးပုံစံနေသွားကြလဲဆိုတဲ့ဟာကိုကျွန်တော်တို့လေ့လာကြည့်ပါဒီ YouTube က creator တွေကိုပဲလိုက်ပြီးတော့အကုန်လုံး YouTube မှာပဲအချိန်ကုန်နေတာထက်ဆိုင်ကျွန်တော်ရုပ်ရှင်တွေများကြည့်ပြီးတော့အဲ့ဒီကနေလည်း inspire ယူလို့ရပါတယ်အဲ့တော့ storytelling နဲ့ပတ်သက်ပြီးတော့လည်းလေ့လာကြပါနံပါတ်4ကကျတော့ကိုယ်ပိုင် style မရှိရပါအဲ့ဒါကလည်းအရှိအချက်တွေနဲ့ဆက်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်နားလဲတယ်ပေါ့နော်ဒီနောက်ပိုင်းလူငယ်လေးတွေကကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပတ်စံသူတို့ရဲ့ကိုယ်ပိုင်ဝင်ငွေဒါမှမဟုတ်ရင်လည်းဟို supporting အနောက်ကနေပြီးတော့မရှိဘဲနဲ့ကိုယ်တိုင် YouTube ကနေပြီးတော့လေ့လာရတာမျိုးတွေရှိရပေါ့နော်အဲ့ချိန်မှာဖြစ်လဲဆိုတော့ဆရာတွေအများကြီးတင်ရတယ်ဗျာဆရာအများကြီးတင်တဲ့အခါမှာသူတို့သားတည်ဖြစ်သွားတယ်ပေါ့နော်ဆရာများသားတည်ဖြစ်သွားတာပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့မှာကိုယ်ပိုင် style တွေသူတို့မှာကိုယ်ပိုင် themes တွေမချတတ်တော့ဘူးပေါ့နော်တကယ်တမ်းတော့အဲ့ဒီဟာချတတ်ဖို့ကလည်းနည်းနည်းလေးတော့အချိန်ယူရတယ်ပေါ့နော်ဟိုနည်းနည်းလေးတော့တွေးခေါ်ရတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ video editing ကိုလုပ်တတ်သွားပြီဆိုရင်ကိုယ့်ရဲ့ style ကိုယ့်ရဲ့ themes ကိုလုံးနေကြ editing ပုံစံကိုယ့်ရဲ့ frame လေးကိုရအောင်ချနိုင်တယ်ဆိုရင်တော့video editing လုပ်ရတာမပင်ပန်းပဲနဲ့ပေါ့နော်ကိုယ့်စီမှာပဲရနိုင်တဲ့ style တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့တခြား client တွေကို service ပေးရဆိုရင်လည်းကိုယ့်ကိုကြိုက်တဲ့လူတွေကကိုယ့်စီကိုလာပါလိမ့်မယ်အဲ့တော့နံပါတ်4ချက်ကတော့ကိုယ့်ရဲ့ themes ကိုယ့်ရဲ့ style ကိုတခြားလေးချနိုင်အောင်ကြိုးစားပါ
နံပါတ်5ကကျတော့ camera technicals နဲ့ပတ်သက်ပြီးတော့နားမလည်တာပဲဖြစ်ပါတယ်เนาะ camera technicals ဆိုတာကျွန်တော်ပြောချင်တာ camera တွေရိုက်တက်ဖို့ပြောချင်တာမဟုတ်ပါဘူးကျွန်တော် camera ရဲ့အကြောင်းတွေဥပမာ resolution တွေ frame rate တွေ aspect ratio တွေအဲ့ဒီဟာတွေကိုကျွန်တော်ဒီရှာလေးနားလည်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ professional video editor တယောက်ကဗျာဒီဖုန်းနဲ့ပဲရိုက်ထားတဲ့ footage တွေတို့ဒါမှမဟုတ်ရင်ဟို internet ကနေပြီးတော့ stock footage တွေကို download ဆွဲပြီးတော့ edit လုပ်ရတဲ့ဟာမျိုးတို့ဘာလို့ကိုပဲအမြဲတမ်းလုပ်နေရဆိုရင်ဒါက editor မဟုတ်သေးပါဘူးဒါ professional editor မဟုတ်သေးပါဘူး professional video editor ကဒီ camera works တွေနဲ့ပတ်သက်ပြီးတော့နားလည်ရမယ်ပြီးတော့ရင်ဒီ camera ရဲ့ဒီ video bitrate တွေပဲဖြစ်ဖြစ်ဒီ log တွေဖြစ်ဖြစ်ပေါ့နော်ဘာလို့လဲဆိုတော့ဟို professional video editor ဆိုတာက professional camera ကထွက်လာတဲ့ footage တွေကိုလည်းတေချာလေးကောင်းကောင်းမွန်မွန် handle လုပ်နိုင်ရမယ်ဗျာအဲ့အတွက်ကြောင့်မလို့ camera technicals တွေကိုနားလည်ဖို့အတွက်လိုအပ်ပါတယ်အဲ့တော့တကယ်လို့ကိုက professional video editor တယောက်အနေနဲ့ကိုတတ်မှတ်ထားတယ်ကိုခံယူထားတယ်ဒါမှမဟုတ်ရင် professional video editor တယောက်ဖြစ်ချင်တယ်ဆိုရင် video editing ကိုလေ့လာနေတဲ့အချိန်မှာ camera technicals နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပါထပ်ပြီးတော့လေ့လာသင်ပါတယ်အခုဒီနောက်ပိုင်းဆိုရင်ဗျာအဲ့လိုမျိုးတက်လာတဲ့ newbies လေးတွေကိုဖုတ်ဖို့အတွက်စောင့်နေတဲ့သင်တန်းတွေရှိရဗျာသူတို့ကြီးဆိုရင်အဲ့လို video ကိုကြည့်လိုက်တာနဲ့သူဖုန်းနေနဲ့ပဲရိုက်ပြီးတော့ editing သင်တန်းဆိုပြီးတော့ကောက်ပြီးဖွင့်တာဗျာ camera အကြောင်းနားလေလားcamera technicals အကြောင်းနားလေလားဆိုတော့လည်းအဲ့လောက်ထိနားလေတာမဟုတ်ဘူးဗျာသိလားအဲ့လိုမျိုးပုံစံတွေဖြစ်သွားပါလိမ့်မယ်။နောက်အဲ့အတွက်ကြောင့်မလို့တကယ် professional video editor တယောက်လို့ခံယူထားတယ်။သင်တန်းတွေပါတွေဖွင့်မယ်ဆိုရင်တော့မှပေါ့နော်။သင်တန်းတွေပါတွေဖွင့်မယ်ဆိုရင်တော့မှ camera technicals အကြောင်းကိုတေချာလေးနားလေအောင်လုပ်ပြီးကြမှာသင်တန်းတွေဖွင့်ပါလို့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်6ကကျတော့ music ကိုလေ့လူရှုတာပဲဖြစ်ပါတယ်ကျွန်တော်တို့တကယ်တမ်းကပြောရမယ်ဆိုရင် video editing မှာ60% 80% အရေးကြီးတာက music ပဲဖြစ်ပါတယ်ကျွန်တော်တို့ edit လုပ်မဲ့ video နဲ့ကျွန်တော်တို့ music နဲ့ပေါ့နော်တေချာလေးကိုက်ညီအောင်လို့လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် music ကိုတေချာလေးအချိန်ပေးပြီးတော့နားထောင်ပါ music ကိုတေချာလေးရှာပါကျွန်တော်အကြံပေးချင်တာကတော့ပေါ့နော် video edit မလုပ်ခင်မှာ music ကိုအရင်ရှာတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းကိုကြိုက်တဲ့ music လေးတွေကိုကိုယ့်ရဲ့ဒီသက်ဆိုင်ရာဒီ no copyright free ဒါမှမဟုတ်ရင်ဒီဝယ်သုံးတဲ့လူတွေဆိုရင်လည်းကိုယ့်ရဲ့ဒီဝယ်သုံးထားတဲ့ website ပေါ့ဗျာအဲ့ထဲမှာကိုအားတဲ့အချိန်မှာတွားပြီးတော့ music လေးနားထောင်ပြီးတော့မှအဲ့ထဲက music လေးနဲ့ပြန်ပြီးတော့ edit လုပ်တာမျိုးတို့ပါလုပ်လို့ရပါတယ်အဲ့တော့နံပါတ်6အနေနဲ့ကတော့ music ကိုလေ့လူမရှုပါနဲ့ music ကိုလည်းတေချာလေးဂရုစိုက်ပြီးတော့တွားပါဘာလို့လဲဆိုတော့ video တစ်ပုတ် quality ကောင်းဖို့က music ကလည်းအရန်ကိုအရေးပါလို့ပဲဖြစ်ပါတယ်အဲ့နံပါတ်9အနေနဲ့ကတော့အဲ့ဒီ music နဲ့ပတ်သက်တဲ့ sound design ပဲဖြစ်ပါတယ်နောက် video editing လုပ်ပြီးဆိုရင် sound design ကလည်းအရန်ကိုရေးကြည့်ပါတယ်sound design ကိုနားလည်အောင်ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီ video တစ်ပုတ်ကိုပို့ပြီးတော့အသက်ဝင်သွားအောင်လို့နောက်ခံအတန်တွေထည့်တဲ့သဘောပါပဲအဲ့တော့ဒီ sound design ကကျတော့သူ့မှာ layer တွေရှိရပေါ့ဗျာအဲ့ဒီ layer တွေအကြောင်းလည်းကျွန်တော်နောက်ထပ် video တွေမှာထည့်ပြီးတော့ပြောသွားပါမယ်အဲ့တော့ဒီ sound design နဲ့ပတ်သက်ပြီးတော့လည်းYouTube မှာလေ့လာရင်လည်းလေ့လာပေါ့ဗျာဒါမှမဟုတ်ရင်လည်းကျွန်တော်စီမှာသင်တန်းလာတတ်ပေါ့နံပါတ်8ကကျတော့ video editing နဲ့ပတ်သက်ပြီးတော့လေ့လာရဲဆိုရင်ငွေရှာခြင်းအောင်တက်တက်နဲ့မလေ့လာပါနဲ့ချစ်တဲ့စိတ်နဲ့ပဲလေ့လာပါဘာလို့လဲဆိုတော့ဒီပညာရက်တွေကအရန်ကိုကျယ်ပြန့်ပါတယ်ပြီးတော့ရင်အရန်လဲလေးနက်ပါတယ်အဲ့အတွက်ကြောင့်မလို့ video editing ကိုလေ့လာနေပြီ video editing ကိုလုပ်နေပြီဆိုရင်ဒီပညာကိုတကယ်ချစ်ရဲ့လားဆိုပြီးတော့ကိုပြန်ပြီးတော့မေးခွန်းမေးကြည့်ပါငါပတ်စံရခြင်းအောင်တက်တက်လုပ်နေရလားငါမှတကယ်ရွယ်ချက်ရှိရလားငါဒီကောင်တကယ်ချစ်လို့လေ့လာလားတကယ် professional video editor တယောက်ဖြစ်ချင်လို့လားဆိုရယ်မေးခွန်းတွေကိုကိုပြန်ပြီးတော့မေးကြည့်ပါအဲ့ဒါဆိုရင်အဖြေထွက်လာပါလိမ့်မယ်เนาะကျွန်တော်နံပါတ်8အနေနဲ့ပြောချင်တာကကြတော့ဝင်ငွေရှာခြင်းအောင်တက်တက်နဲ့တော့ video editor လာပြီးတော့မလုပ်ကြပါနဲ့တေချာလေးရွယ်ချက်ထားပြီးတော့ချစ်တဲ့စိတ်နဲ့လေ့လာပါနံပါတ်9ကကျတော့ practice အမြဲတမ်းလုပ်နေပါ video editing software တွေကအမြဲတမ်းလေ့ကျင့်နေဖို့ကိုယ်နဲ့အမြဲတမ်းရင်းနှီးနေဖို့ထိတွေ့နေဖို့အတွက်လိုအပ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုကအလုပ်တစ်ဖက်နဲ့အလုပ်မအားဘူးဆိုရင်တော့မှပေါ့နော်ကျွန်တော်အကြံပေးချင်တာကြောင့် software တွေကိုဝင်ပြီးတော့ကြည့်ကို edit လုပ်ထားတဲ့ဟာလေးတွေကိုပြန်ကြည့်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်လုံးဝ edit မလုပ်နိုင်ဘူးဆိုရင်တော့မှကိုလုပ်ထားတဲ့ဟာလေးတွေကိုပြန်ပြီးတော့ကြည့်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ software နဲ့ပတ်သက်ပြီးတော့ effect လေးတွေကိုရှောက်ပြီးတော့ကလိတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေလုပ်ကြည့်ပါ laptop ကိုတစ်ပတ်လောက်ဖွင့်မကြည့်တာမျိုးတို့ editing ကိုတစ်ပတ်လောက်ပြစ်ထားပြီးတော့မလုပ်ဖြစ်တာမျိုးတို့ပါဘူးအဲ့လိုမျိုးမလုပ်ပါနဲ့အမြဲတမ်းကိုအသုံးပြုတဲ့ software နဲ့ထိတွေ့နေဖို့လိုအပ်ပါတယ်အဲ့အတွက်ကြောင့်မလို့ video editing ကိုလေ့လာနေတဲ့လူတယောက်က editing software ကြီးကိုပြစ်ထားလိုက်တာမျိုးတို့ editing ကိုလုံးဝလှည့်မကြည့်တော့တာမျိုးတို့အဲ့လိုအချိန်ကာလတစ်ခုထိပေါ့နော်အဲ့လိုမျိုးတွေပါရင်မလုပ်ပါနဲ့နော်အဲ့တော့အမြဲတမ်းလေ့ကျင့်နေပါဒီချက်6ချက်ကတော့ basically ရောပေါ့နော်တကယ်ကိုတေချာလေးလိုက်နာရမယ့်အချက်တွေပဲဖြစ်ပါတယ်ပြီးတော့ရင်ဒါကကျတော့စောင်းရင်ရှောင်းရင်အချက်တွေပဲဖြစ်ပါတယ်နောက်ထပ် video editing နဲ့ပတ်သက်ပြီးတော့ tips တွေ trick တွေပြောပြပေးဖို့ရှိရကြောင်းမလို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးပါ Facebook ကကြည့်နေရဆိုရင်လည်းကျွန်တော်ရဲ့ Facebook page လေးကို follow လုပ်ခဲ့ပေးဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ရင်ဒီ video လေးကိုကြိုက်တယ်ဆိုရင် like လေးနှိပ်ပေးပါပြီးတော့ရင် comment ထဲမှာလည်းဘာတွေထပ်ပြီးတော့ဆွေးနွေးခြင်းလဲကျွန်တော်ဘာ video တွေထပ်ပြီးတော့လုပ်ပေးရအောင်မလဲဆိုတော့ man ကလေးရပါတယ်အဲ့တော့အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ် see you